အမတော့တိုင်မင်းနဲ့ဟိုရှေ့မိုင်ကိုလဲဟိုဘယ်လိုခေါ်လဲသူတို့လူငယ်တွေဘယ်လိုဝစ်လဲပါကြတော့ကိုဒီဘက်ခေကိုတိတ်နားမလဲတာရှိအဲ့ကြလည်းသူ့ကိုတိုင်မင်းနဲ့မေးတယ်ညီမနှစ်ယောက်တော့အဲ့လိုမျိုးတယောက်နဲ့တယောက်တက်တယ်မေးလုံးကြတာများပါတယ်အလုံးနဲ့ပတ်သက်အလိုက်မဲ့ဟာတွေ့လို့ရှိရင်တော့အင်တာနက်မှာဖြစ်ဖြစ်ရှာတွေ့လို့ရှိရင်တော့ပို့ပေးဖြစ်ပါတယ်ဒါလို့လိုက်တဲ့ဟာတွေပါဆိုလို့ရှိရင်လည်းဒါကတော့လိုက်တယ်ဒါကတော့အဆင်မပြေဘူးမိုင်းနဲ့ဆိုတော့အဲ့လိုမျိုးတော့ပြောဖြစ်ပါတယ်ဒါအရန်ဟော့ရှော့ဝစ်စီနေတာဟိုကွာတိတ်မဟော့ရအရန်ဟော့ရှော့ဆိုတာဒါအသက်အရွယ်နဲ့လိုက်မဲ့ပုံစံကိုပြောတာပါဟိုအတူဆိုလို့ရှိရင်လည်းအမအတူအရန်ဟိုတူဆက်စီပုံစံကိုပြောတာတော့မဟုတ်သူကလည်းသူတူပေမဲ့နည်းနည်းလှတဲ့ပုံစံတွေပါရှိတယ်ဒါပေမဲ့သူကမဝယ်သူ့ရဲ့ခြေတလုံးကြီးတယ်လို့ပါ site ကိုပေါ့နော်အဲ့လို site ကိုရှိရခါကြခိုင်တဲ့ dress အတူလေးပါအရန်ရိုင်းတဲ့အတူပုံစံတော့မဟုတ်ပေါ့နော်ဒီနဲ့လိုက်မဲ့ smart ပုံစံအောင်လို့ပြောတာလူကောင်းဖွာတာကိုလည်းကိုခင်မှာတော့လူကောင်းအထွားဆုံးထဲမှာပါတယ်သူလည်းသူခင်မှာစားတော့ထွားတယ်လက်ဖေးကြိုက်သူကြာဝေးပလာတာညီမတွေအကုန်လုံးကလက်ဖေးကော်ဖီသခုံကြိုက်တယ်လက်ဖေးမတော့မနေနိုင်ဘူးနောက်ပြီးတော့လည်းအဲ့အကြကွေးပလာတာမနေ့ပိုင်း breakfast ဆိုရင်အမတို့အိမ်မှာအသုတ်တွေပါတယ်မွေးငါမမြင်ရဘူးအမတို့ကအဲ့ဟိုဘယ်လိုခေါ်လဲဒီကြောက်ဝေးပလာတာအဲ့လိုဂျုံနဲ့ပတ်သက်တာလေးကြိုက်တယ်လက်ဖေးကော်ဖီကြိုက်တယ်သူလည်းတူညီမနဲ့ကလူကောင်းကထွားတော့လေအဲ့လိုမျိုးတစ်ခါကြလို့ရှိရင်ဒီထွားတာယူတစ်ခါကျရင်တိမ်ငယ်မိသလိုထွားတဲ့ဟာလည်းတစ်ခါလေးကျရင်သုံးဝင်သွားတာပေါ့နော်အရင်တော့နည်းနည်းလေးပေါ့ဟိုတကယ်ချင်းနေကြတဲ့မှာဆိုလဲအမဆိုလဲအရင်အထွားဆုံးဖြစ်တဲ့ခါကျတော့ကျောင်းမှာဆိုရင်အများနဲ့မော်နီတာအဲ့လိုမျိုးတစ်ခါကျရင်လည်းလက်ပြကုန်းပြီးတော့အဲ့လိုရှောက်မိတာပေါ့နော်အခုဒီဘက်ခေတ်ကျတော့နည်းနည်းရှည်တဲ့လူတွေပို့ပြီးတော့ကြိုက်လာကြတော့နည်းနည်းဝမ်းသာတာပေါ့အမပြင်သွားရင်တို့ထိန်နိုင်တယ်အဲ့လိုမျိုးအိမ်ဆောက်ဖြစ်တာတော့ပါလို့ရှိပါတယ်တူလေးတူမလေးနဲ့အားရလည်းဖြစ်ဖြစ်တပတ်3-4ရက်လောက်တော့သူတို့နဲ့တွေ့ဖြစ်ပါတယ်ဟုတ်နှစ်ယောက်လုံးမှာတော့သူ့အနေနဲ့သူအမူအရာလေးတွေချစ်စရာကောင်းတဲ့ဟာလေးရှိပါတယ်တူမလေးနဲ့ကတော့ပိုတူမှာပေါ့နော်အလားကြိုက်တယ်လေအလားကြိုက်တယ်ရမ်းပေးများဟုတ်အမတို့ကတော့ပေါ့လို့နော်သူ့ကြောင့်ပေါ့အရန်စိတ်ညစ်ခဲ့ရပါညာလိုမျိုးတော့တိတ်မရှိခဲ့ရပါဘူးသူကဘယ်လိုခေါ်မလဲအမဆိုလို့ရှိရင်အမရဲ့မိဘကိုအမလိုကြွေးတယ်ဒါပေမဲ့သူကလည်းသူ့ရွယ်ရောက်လာတဲ့ခါကျတော့အမအိမ်အောင်ပြုတဲ့ခါကျတော့သူကမိဘကိုဆက်ပြီးတော့လိုကြွေးရဲအဲ့အတွက်ကြောင့်သူ့ကိုကျေးဇူးတင်တယ်ဘာလို့ကိုညီမဆိုးရတယ်တော့မပါဘူးလို့တော့ထင်တာပဲလေအခုထိပေါ့နော်တယောက်နဲ့တယောက်အဲ့လိုတိုင်ပင်ဖြစ်တယ်အရင်တော့အိမ်မှာတူနေတဲ့ခါကျပို့ပြီးတော့တိုင်ပင်ဖြစ်တယ်ပေါ့နော်အလုံးပဲဖြစ်ပါပဲဖြစ်ပေါ့နော်အခုတကယ်လို့အိမ်ခွဲနေပြီပဲဆိုပေမဲ့လည်းဒါပေမဲ့လည်းငါတို့ဖုန်းဆက်ပြီးတော့အမြဲတမ်းတိုင်ပင်ဖြစ်တယ်အမကတော့ဟိုဘာဖြစ်အမေပြီးရင်တော့အမအကြီးဆုံးရမချောရဒါပဲရှိရတော့ဒါပဲတိုင်ပင်ရသူကတော့အကြီးကအမအကြီးနှစ်ယောက်လုံးသူအမြဲတမ်းမေးတယ်အကြီးမကလည်းအကြီးမအသုံးတဲ့တာကိုသူသွားပြီးတော့အဲ့လိုမျိုးသူပိုင်တဲ့အပိုင်းတွေရှိရအောင်အမကလည်းအမပိုင်တဲ့အပိုင်းရှိရသူကမျိုးခွဲတာမျိုးနှစ်ကန့်ခွဲတာ Facebook သုံးနေတယ်ပဲသူများရေ share နေရလေတွေးလိုက်တာ2ယောက်3ယောက်တမန်ကုန်နဲ့တွေ့တယ်ဘာလည်းမသိဘူးလို့ဆိုပြီးကြည့်လိုက်တော့မူးလာပုံဖြစ်တယ်တကယ်လဲကိုလည်းရုပ်တရက်ကြည့်လိုက်တာသူကလည်းsnapshot ထင်တယ်ခက်တီနဲ့ထိုင်နေပေါ့မျက်မှန်လည်းတက်တာသပင်ကလည်းအတူတူဆိုတော့ကိုကလည်းမျက်နှာတီတီနဲ့အဲ့လိုမျိုးအမြဲတမ်းလွတ်လွတ်လပ်ထိုင်နေကြဆိုတော့ပဲနဲ့မထိုင်တတ်ဘူးလေအဲ့ပုံကြည့်လိုက်တဲ့ခါကျအကုန်လုံးပုံမှန်နေလည်းကြည့်လိုက်တာတဏ္ဍာမိုးနဲ့တူတယ်တဏ္ဍာမိုးနဲ့တူတဏ္ဍာမိုးထင်လို့ဆိုတော့အဲ့ဒါနဲ့ဘာမှမဟုတ်နောက်ပြီးတော့ share လိုက်တာပေါ့သူကကိုရီးယားတော့မသိဘူးအမတော့ဟိုပါကိုညီမဆိုတော့သိရလေကိုညီမမဟုတ်မှန်းတော့သိရပါတော့အဲ့လိုမျိုးလို့ရှိရပါဒါပေမဲ့ပရိသတ်တွေကစိတ်နေကြတော့စိတ်နေပေါ့နော်ပျော်ပေါ့ဆွဲတယ်ပေါ့နော်အဲ့လိုတော့မဟုတ်ပါဘူးမူလာလည်းချစ်ဖို့ကောင်းပါရဲ့တမျိုးစီပေါ့နော်